ဆွဲထားပုံလေးပြမယ်ပပဘောဝါမေမေဘောဝါပြခေါင်းမအမေလေးပါပါတယ် မမတော့မှဲ့ ဒီမှာ ဩမမေအဲ့ဒါဩမမေအဲ့ဒါရင်းနေရလားငိုနေရလား ဒီနေ့ ငါရင်းနေရလား ရမီပါပါ ဒါလေးဒီလေးတောင်လေးရပါလေတော့ နှခါလေးလေးလား ဩတနခါလေးလားဩသပင်ကဘာတော့အဲ့ဒါစီးထားလား ဟုတ်တယ် ဩနှခမ်းနဲ့ဘယ်လိုလေးတော့လုတ်ပြအောင်အဲ့ဒါဘယ်လိုနှခမ်းလေးကိုဆွဲထားဩအဲ့လိုလုတ်တဲ့နှခမ်းကိုဆွဲတာလှတယ်ဟိပကြီးဆရာပေါ့ ဟုတ်တယ် အဲ့ဆိုပကြီးဆရာမရဲ့အသက်ကလေးကဘယ်လောက်တော့3နှစ်နဲ့ တောင်းလေးနဲ့ငါလား 3နှစ်နဲ့5လားတော်လိုက်တဲ့ပကြီးဆရာ